အခါတစ်ပါးမြတ်စွာဘုရားဟိမဝန္တာတောင်ခြေရင်းမှာတောကြောင်ကလေးဆောက်တပါးတဲ့သတင်းသုံးဟိမဝန္တာတောင်ခြေတိတ်ဆိတ်အေးချမ်းအဲ့ဒါတပါးတဲ့သတင်းသုံးရင်းနဲ့မြတ်စွာဘုရားကဘာတွေးမိနေတာတော့ဆိုတော့အဲ့ဒီမြတ်စွာဘုရားအဲ့ဒီအနေထားအဲ့ဒီခေတ်အခါအဲ့ဒီအချိန်အခါတော့ကလူတွေလူလောကကိုကြည်လိုက်ရင်အုပ်ချုပ်သူလူဒန်းစားဟာတိုင်းသူပြည်သားတွေရဲ့အပေါ်မှာမတရားသဖြင့်ပဲအုပ်ချုပ်နေရတာတွေ့ရတယ်အဲ့တော့မြတ်စွာဘုရားစိတ်ထဲမှာတရားသဖြင့်အုပ်ချုပ်လို့ရောမဖြစ်နိုင်ဘူးလားလို့အဲ့ဒါလိုလေးတွေးမိနေတယ်တဲ့မြတ်စွာဘုရားတတ္တဝါတွေရဲ့အပေါ်မှာစိတ်ရောက်သွားရင်းနဲ့တွေးမိသွားတဲ့သဘောလို့ဘုန်းကြီးကတော့အဲ့လိုမြင်မိကြံကြံဖန်ဖန်အဲ့ဒါလိုမြတ်စွာဘုရားတွေးတာကိုမန္နကသိတဲ့အတွက်ကြောင့်မန္နကရောက်လာပြီးတော့မြတ်စွာဘုရားလူသားတူကြီးရဲ့အပေါ်မှာလွှမ်းမိုးအုပ်ချုပ်ပြီးတော့မင်းလုပ်တော်မူပါမြတ်စွာဘုရားကိုရှင်ဘုရင်လုပ်ဖို့လားတိုက်တွန်းစေတနာကောင်းတဲ့စိတ်ကောင်းတဲ့တိုက်တွန်းတာမဟုတ်ဘူးမြတ်စွာဘုရားဒီလိုတွေးနေတာကို तू ကသိတဲ့အခါကျတော့အော်ယဟန်ဂေါရမကရှင်ဘုရင်လုပ်ချင်နေတာနဲ့တူတယ်တကယ်လို့ तू ရှင်ဘုရင်လုပ်မယ်ဆိုလို့ရှိရင်သူ့ကိုငါဝင်ရောက်နှိပ်စက်ဖို့အတွက်အခွင့်အပေါက်တွေများစွာရမှာပဲချွင်းချက်တွေအများကြီးတွေ့ဒါကြောင့်ကြောက်ချတဲ့အနေနဲ့မြတ်စွာဘုရားကိုရှင်ဘုရင်လုပ်ဖို့လားတိုက်တွန်းအဲဒါလိုတိုက်တွန်းတဲ့အခါကျတော့မြတ်စွာဘုရားကမန္နငါတန်တန်မှာဘလို့အရေးအချင်းတွေကိုတွေ့မြင်ရလို့ငါ့ကိုရှင်ဘုရင်လုပ်ဖို့လာတိုက်တွန်းရတာတုံးလို့မေးတယ်တဲ့အဲလိုမေးတဲ့အခါကျတော့မန္နကမြတ်စွာဘုရားဟာအဋ္ဌိပတ်ကြီး၄ပါးကိုပြီးဆုံးအောင်ခရီးပေါက်အောင်ပြီးမြောက်အောင်ပွားများထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားသာအလိုတော်ရှိမယ်ဆိုလို့ရှိရင်ဟောဒီဟိမဝန္တာတောင်ကြီးကိုရွှေဖြစ်စေလို့လှုပ်လိုက်ရင်ဟိမဝန္တာတောင်ကြီးဟာရွှေဖြစ်သွားမှာမြတ်စွာဘုရားမှာအဲ့ဒီအစွမ်းတွေရှိဒါကြောင့်မြတ်စွာဘုရားသာလူတွေကိုအုပ်ချုပ်ပြီးတော့မင်းလုပ်လိုက်ရရင်လူတွေအများကြီးချမ်းသာကြမှာမြတ်စွာဘုရားအဋ္ဌိပတ်ကြီး၄ပါးကိုပွားများထားပြီးသားဖြစ်တယ်လို့သူသိတယ်တဲ့အဋ္ဌိပတ်တဲ့ကြားဘူးတယ်မလားဘယ်စကလုံးနဲ့တွဲပြီးတော့ကြားဘူးတာတော့တကောအဋ္ဌိပတ်၄ပါးတဲ့ဗောဓိပက္ခိယ139ပါးထဲမှာပါတယ်သာသနာတော်မြတ်ကြီးရဲ့တန်ဖိုးအထိုက်တန်ဆုံးယရနာတွေလို့မြတ်စွာဘုရားတင်စားပြီးတော့ဟောတဲ့ဗောဓိပက္ခိယ139ပါးအဲ့ဒီထဲမှာအဋ္ဌိပတ်၄ပါးပါတယ်စန္ဒိဋ္ဌိပတ်ဆိုတဲ့စန္ဒဝိရိယဋ္ဌိပတ်ဆိုတဲ့ဝိရိယစိတ်ဒိဋ္ဌိပတ်ဆိုတဲ့စိတ်ဝိမာန်ဒိဋ္ဌိပတ်ဆိုတဲ့ပညာဒီတရား၄မျိုးဟာပြီးစီးခြင်းအောင်မြင်ခြင်းရဲ့အခြေခံအကြောင်းတရားတွေအဲ့ဒီတရား၄မျိုးရှိရင်ဒီလူဟာသူဖြစ်ချင်တာဖြစ်သူရချင်တာရမယ်လောကီလိုလည်းပဲအလုပ်တစ်ခုပြီးစီးခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်ဒီတရား၄မျိုးရှိရတကယ်ဖြစ်ခြင်းနဲ့တကယ်ရခြင်းနဲ့ဆန္ဒရှိရတကယ်ရအောင်ကြိုးပမ်းအထုတ်တဲ့လုံလဝရိယရှိရကိုယ်စိတ်ကလည်းပဲဓမ္မတာဒါကိုရအောင်လုပ်နေတဲ့အချိန်မှာကျန်တဲ့ကိစ္စစိတ်ဝင်စားဘူးနော်စိတ်ကဒီတည်းပဲနှိမ့်မြုပ်ထားတယ်အဲ့လိုလူမျိုးသာအောင်မြင်နိုင်တာဝိမာန်သဆိုတာတော့စုံစမ်းတာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘလို့လုပ်ရင်ဘလို့ဖြစ်မလို့ဒါဘာဘလို့တော့စရှိသဖြင့်စုံစမ်းတာပညာသဘောပြဋ္ဌာန်းဝိမာန်ဒိဋ္ဌိပါစန္ဒရဲ့ဝရိယရဲ့စိတ်ရဲ့ပညာရဲ့ဒီတရား၄မျိုးဟာလောကီလိုပဲဖြစ်ဖြစ်လောကုတ္တရာလိုပဲဖြစ်ဖြစ်ပြီးစည်းခြင်းနဲ့ပေါင်းမြောက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်ရှိရမယ်အခြေခံသဘာဝတရားဣတိပါဒပြီးစည်းခြင်းရဲ့အကြောင်းတရားအဲ့ဒီဣတိပတ်ကြီး၄ပါးကိုမြတ်စွာဘုရားကပြည့်စုံအောင်ပွားများထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဟိမဝန္တာတောင်ကြီးကိုရွှေဖြစ်စေလို့လုပ်လိုက်ရင်ဟိမဝန္တာတောင်ကြီးကရွှေဖြစ်သွားမှာအဲ့တော့မြတ်စွာဘုရားဗာမိန်လို့ဆိုမန္တတဲ့ဟိမဝန္တာတောင်ကြီးကိုရွှေဖြစ်စေနိုင်ဆိုတာငါမှရှိတယ်တဲ့ဒါပေမဲ့လို့ငါဟိမဝန္တာတောင်ကြီးနှလုံးစာလောက်ရွှေတွေကိုဖန်တီးပေးမယ်ဆိုရင်တော့လူတယောက်ရဲ့လိုအင်ကိုပြည့်ဝစေအောင်မှာမဟုတ်ဘူးတဲ့နော်ဟိ
တိမွန်တာတောင်ကြီးနှလုံးစာလောက်ရွှေတွေဖန်ဆင်းပေးမယ်ဆိုရင်တောင်လူတစ်ယောက်ရဲ့အလိုအင်ဆန္ဒကိုပြည့်ဝစေအောင်မှာမဟုတ်ဘူးတဲ့ဒါကြောင့်တကယ်ချမ်းသာခြင်းနဲ့ဆိုရင်အဲ့ဒါတွေရှိမှချမ်းသာမှာမဟုတ်ဘူးအခုငါပြောမဲ့တရား12မျိုးရှိမှချမ်းသာလိမ့်မယ်လူလောကကြီးမှာတော့နေထိုင်ကျက်စားနေကြတယ်လူသားတွေအခုမြတ်စွာဘုရားပြောမယ်ချမ်းသာကြောင်းတရား12ပါးအလွန်ကောင်းတယ်ဂါထာ3ပုဒ်နဲ့ခွဲပြီးတော့မြတ်စွာဘုရားဟောတယ်ဂါထာတစ်ပုဒ်ကိုချမ်းသာဒုက္ခ4မျိုးဟောတယ်အထမိဇာတမိဒုက္ခတာယာတုဋ္ဌိဒုက္ခယာဣတိရိတရေနပုံညာဒုက္ခဇီဝိတသင်္ခယံပိတပ္ပတဒုက္ခတဒုက္ခပါဟနဒါပထမဂါထာအထမိဇာတမိဒုက္ခတာယာအရေးရဲ့အကြောင်းရဲ့ဖြစ်လာပြီးအမှုကိစ္စကြီးငယ်တစ်စုံတရာကြုံလာပြီဆိုရင်မိတ်ဆွေကောင်းဆိုတာရှိမှချမ်းသာကြလိမ့်မယ်မှတ်ထားနော်တုဋ္ဌိဒုက္ခယာဣတရိတရေနရာတသမျှဖြင့်ကျင့်တဲ့နှစ်သက်နိုင်တဲ့ပုဂ္ဂိုလ်တွေချမ်းသာလိမ့်မယ်ပုံညာဒုက္ခဇီဝိတသင်္ခယံပိသေဂာနိအခါကာလမှာကုသိုလ်စိတ်ကလေးနဲ့သေနိုင်တဲ့ပုဂ္ဂိုလ်တွေချမ်းသာကြလိမ့်မယ်တပ္ပတဒုက္ခတဒုက္ခပါဟနအလုံးစုံသောဆင်းရဲဒုက္ခကိုဖယ်ရှားလိုက်နိုင်ခြင်းသည်ချမ်းသာတယ်တဲ့ဒါလေးကိုဘုန်းကြီးနည်းနည်းရှင်းပြမယ်ဒီဂါထာလေးကချမ်းသာ4မျိုးပြောတယ်ဒီဂါထာလေးကိုကြီးတည်တံ့4ပါးချမ်းသာရအောင်ရှာဆိုတဲ့ခေါင်းစဉ်လေးနဲ့ဘုန်းကြီးဟောထားတာရှိတယ်ပြည့်စုံဒီဂါထာလေးတစ်ပုဒ်တည်းကိုကွက်ပြီးတော့ဘုန်းကြီးခဏခဏဟောဘူးတယ်ပေါ့နော်ဒါလေးကိုဆင်ញင်သုံးသပ်မှုနဲ့နားလည်ကြည့်စေချင်ပထမပြောတာကအရေးအကြောင်းတစ်စုံတရာကြုံလာပြီဆိုရင်မိတ်ဆွေကောင်းရှိခြင်းဟာချမ်းသာတယ်လူလောကကြီးမှာနံပါတ်1အခြေခံကြဆုံးချမ်းသာကိုရခြင်းနဲ့ဆိုရင်မိတ်ဆွေကောင်းရှိရဘာဖြစ်လို့တော့လူဘဝမှာအရေးရဲ့အကြောင်းရဲ့အမှုကိစ္စကြီးငယ်မကြုံမှုမတွေ့ဘူးဆိုတာဘယ်တော့ခါကာလမှာမရှိနိုင်တွေ့ရလိမ့်မယ်ကြုံရလိမ့်မယ်အသက်တရားမနေရတော့လည်းပဲအမှုတရားတွေ့ရတတ်တယ်ဟုတ်လားအကြောင်းကြီးငယ်ကြုံလာပြီဆိုရင်မိတ်ဆွေကောင်းရှိတဲ့လူတွေချမ်းသာတာပဲမိတ်ဆွေကောင်းမရှိတဲ့လူတွေအဲ့ဒါအကြက်တဲ့တွေ့အခက်အခဲတွေ့ဟာဒုက္ခရောက်ဒါကြောင့်မြတ်စွာဘုရားကလူဘဝဆိုတာပြဿနာတွေများလွန်းတယ်အမှုကိစ္စတွေကြုံရလွန်းတယ်တချို့ကိစ္စတွေကကိုယ်တယောက်တည်းဖြေရှင်းလို့ရတာမျိုးမဟုတ်ဘူးမိတ်ဆွေကောင်းရဲ့အကူအညီမပါဘဲနဲ့ဘယ်လို့မှမပြေလည်နိုင်ဘူးဆိုတာကိုမြင်တော်မူလို့မြတ်စွာဘုရားမိတ်ဆွေကောင်းလို့ရအောင်ရှာရမယ်ဒါလေးကိုအရင်စဟောတာရန်သဘောကျတယ်ဘုန်းကြီးကအဲ့ဒါအကွက်ကိုအခြေအပြန့်တခြားဒေသနာတွေနဲ့ပါဆက်ပြီးတော့ချက်ထွင်ပြီးတော့စဉ်းစားကြည့်လိုက်လောကီကိစ္စမှာသာမဟုတ်ဘူးတရားရရေးဆိုတဲ့လောကုတ္တရာကိစ္စမှာလည်းပဲမိတ်ဆွေကောင်းအရေးကြီးတော့မြတ်စွာဘုရားကတရားရဖို့ဆိုရင်အတွင်းမှာပြည့်စုံရမယ့်အကြောင်းတရားတွေလိုအပ်တယ်အဲ့ဒါလိုပဲအပြင်မှာလည်းပြည့်စုံရမယ့်အကြောင်းတရားတွေလိုအပ်တယ်အတွင်းမှာပြည့်စုံရမယ့်အကြောင်းတရားတွေကတော့တော်တော်များတယ်ယောနိသောမနတိကာလရှိဖို့သတိရှိဖို့ဝရိယရှိဖို့ရောင်ရဲဖို့တင်းတိမ်ဖို့လောဘနေဖို့ကြိုးစားအထုတ်ဖို့အများကြီးမြတ်စွာဘုရားဟောတာဒါအတွင်းမှာပြည့်စုံရမယ့်အင်္ဂါရက်တရားရခြင်းနဲ့ဆိုရင်အပြင်မှာပြည့်စုံရမယ့်အင်္ဂါရက်ရှိသေးတယ်အဲ့ဒါကဘာလို့ဆိုတော့ကလျာဏမိတ်တာမိတ်ဆွေပါနော်ကိုဘလို့လူနဲ့အတူနေတယ်လဲဆိုတာဟာကိုဘဝရဲ့ဘဝအကြီးမားဆုံးလွှမ်းမိုးမှုပဲတကယ်ကအဲ့ဒီကိစ္စကိုလူတွေဟာသတိထားတဲ့မြင်တဲ့